ကိုချစ်တဲ့သူကိုမတွေ့ရသေးတဲ့အချိန်ဒီမှာတော့တွေ့ကြစိတ်ကနိုင်လက်တံတွေကိုနှိခွေးစီပြီးတွေ့ခဲ့ဖို့တဲ့အချိန်တွေရတော့အမတ်တရားတွေအဖြစ်စိတ်ထဲမှာအချိန်ချင်းပြင်းနေအသက်ဝင်နေတတ်ပါတယ်သူ့အကြောင်းကိုမတွေးချင်ဘူးလို့ဆုံးဖြတ်ထားတယ်နဲ့အတွေးတွေကသူ့စီကိုပဲလမ်းမသွားကြပါလေလေးပိတ်တဲ့တစ်ချက်မှလည်းသူ့ကိုတတိယမိတယ်တချင်တစ်ပုတ်ကြားမိရင်လေသူ့မျက်နှာကိုမြင်ရောက်နေတယ်ချစ်ချင်းနေတာဆိုတာရှင်ကုန်ခြင်းနဲ့စတင်တာမဟုတ်ဘူးထင်တယ်လူတရားကိုအကြောင်းနဲ့တတိယနေနေတာအချိန်တိုင်းတွေ့ချင်နေတာအရာရာလေးမှာသူ့ဘူပဲရှာဖွေနေခြင်းကချစ်ချင်းရဲ့ပထမဆုံးအရေးအရာဖြစ်နိုင်ပါတယ်အဲ့ဒီအခါသူဟာကိုယ့်ဘဝတွေကိုဝင်လာတဲ့လူတယောက်မဟုတ်တော့ပဲကိုယ့်အတူတိုင်းနဲ့နောက်ခံတေးတိုင်တပုံဖြစ်နေပါတော့